အားလုံးပဲမင်္ဂလာပါဖိုးဝစုချန်နယ်ကနေပြီးတော့ပြန်လဲကြိုးဆိုပါရစေ။အဲဒီညမှာလည်းပဲချန်ပီယံလိ9ပွဲကစားဖို့ရှိပါတယ်။ကျွန်တော်ပထမဆုံးအနေနဲ့ဂလာတာဆာရီနဲ့အက်တလက်တီကိုမက်ဒရစ်တို့ပွဲကိုသုံးသက်ခန့်မှန်းပေးခြင်းပါတယ်။ဒါကျွန်တော်အကြိုက်တွေကိုရွေးချယ်ထားခြင်းဖြစ်ပါတယ်။အကြိုက်ဒီမှာကစ်ပါအကြိုက်မတူရင်ဘက်ကန်လို့လဲရပါတယ်။အချင်းအားလည်းပဲနောက်ကျနေမလို့ကျွန်တော်တိုတိုနဲ့လူရင်းကိုပဲသုံးသက်ခန့်မှန်းပြီးပြောကြားသွားမှာဖြစ်ပါတယ်။ဒီပွဲမှာအဝေးဝဲအက်တလက်တီကိုမက်ဒရစ်က level 60ပေးထားပါတယ်။ဂိုးပေါင်းသေးကတော့3လုံးသေးပေးထားပါတယ်။ရရှိထားတဲ့အနေအထားတွေကိုကြည့်မယ်ဆိုရင်တော့အက်တလက်တီကိုမက်ဒရစ်ကအဆင့်30မှာ12မှတ်ရထားပါတယ်။ဂလာတာဆာရီကတော့အဆင့်18မှာ9မှတ်ရရှိထားဖြစ်ပါတယ်။နှစ်သင်းလုံးအတွက်နောက်တစ်ဆင့်တက်ဖို့အခြေအနေကောင်းနေပါတယ်။ဒုသဖြင့်အက်တလက်တီကိုမက်ဒရစ်ပေါ့ဗျာ။ဒီပွဲတာနိုင်လိုက်မှဆိုရင်အက်တလက်တီကိုမက်ဒရစ်ကနောက်တစ်ပတ်မှာအိမ်ကွင်းမှာဘိုလိုကလေးနဲ့ကန်ရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲတွေကဖွင့်လှစ်မှုအနေအထားကိုကြည့်မယ်ဆိုရင်အက်တလက်တီကိုမက်ဒရစ် level 60ဆိုတာဒိုင်ယာအက်တလက်တီကိုမက်ဒရစ်မရှုံးနိုင်မှုဆိုတဲ့အနေအထားမျိုးကိုဖွင့်ထားတဲ့ခြေမျိုးလို့လည်းမြင်မိပါတယ်။နောက်ပြီးတော့ဂလာတာဆာရီယာအိမ်ကွင်းမှာယူနီယံစိန့်ကလပ်စီကိုကန်ငယ်တော့ကလည်းပဲ1-0နဲ့ရှုံးခဲ့တယ်။နိုင်တဲ့ပွဲမနိုင်ခဲ့ဘူးပေါ့နော်အိမ်ကွင်းလည်းဖြစ်နေတဲ့သားနဲ့နောက်ပြီးတော့ဒီဂလာတာဆာရီယာတိုက်စစ်ကတော့စင်ပါတယ်အရင်ကတည်းကလည်းတိုက်စစ်ကစားတဲ့အသင်းဆိုတော့ဒါပေမဲ့ဘောလုံးလဲကင်နေတိုက်စစ်လဲစော့ရဲသားနဲ့သူကတော့ဂိုးပေါက်ချင်းချောက်မှုတွေအများကြီးကံပေမဲ့လို့ညောင်မီးလောက်လူပေမဲ့ညောင်သေးလောက်ရတယ်လို့မျိုးပဲတွင်းကိုရေတွက်ကတော့နဲတတ်ပါတယ်ပြီးတော့အက်တလက်တီကိုမက်ဒရစ်ဆိုတာလည်းပဲအရင်ကတည်းကဖိပိတ်ကစားခဲ့တဲ့အသင်းဒါပေမဲ့ဒီနေ့ပိုင်းမှာတော့တိုက်စစ်ကိုလည်းပဲမြိုင်ဆိုင်လေးကစားလာတော့တွေ့ရတယ်အတက်စစ်မှန်လေးနဲ့ကစားလာတာတွေ့ရတယ်ခြေစွမ်းမှန်းရလည်းအရင်နေ့တွေကတည်းကပို့ပြီးတော့တည်ငြိမ်ပါတယ်ဒီပွဲမှာတော့အက်တလက်တီကိုမက်ဒရစ်အနေနဲ့နိုင်လိုက်တာနဲ့ဒါ play off ကတည်းကမလို့ပဲအဆင့်ရှိအတွင်းဝင်သွားနိုင်တဲ့အခြေအနေမျိုးဖြစ်တာကြောင့်ဒီပွဲမှာတော့ကျွန်တော်အက်တလက်တီကိုမက်ဒရစ်ကပို့ပြီးတော့အခြေအနေကောင်းမယ်နိုင်ပွဲရှာဖွေနိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်ပြီးတော့ဂိုးပေါင်းမှာလည်းဂိုးပေါင်းအောက်ကိုပဲကျွန်တော်အနေနဲ့ရွေးချယ်မိပါတယ်ဂိုးပေါင်း3လုံးတက်တော့မကြော်နိုင်ပါဘူးဒီလိုမျိုးမျှော်လင့်မိပါတယ်ဘာလို့ဆိုတော့အက်တလက်တီကိုမက်ဒရစ်ကအဝေးကွင်းလည်းဖြစ်တယ်အားသာချက်လည်းသူ့မှာရှိတယ်အားသာချက်ဆိုတာဘာလို့ပြောရလဲဆိုတော့ကျွန်တော်ကဂလာတာဆာရီနဲ့မတူတဲ့အချက်ကသူကတလုံးဆိုသလောက်ဂိုးရအောင်ဖန်တီးနိုင်တဲ့အခြေအနေမျိုးရှိတယ်လို့ level တစ်ခုရှိတယ်လို့ကျွန်တော်အနေနဲ့မြင်မိပါတယ်။အက်တလက်တီကိုမက်ဒရစ်ဆိုတာဗျာဒီအဆင့်နေမှာတော့အမြဲတမ်းသာယာပဲဖြတ်သန်းလေးရှိတဲ့အသင်းလည်းဖြစ်တယ်။သူကရှုပ်ထွက်တွေဘာတွေရောက်မှတာဒုက္ခရောက်တဲ့အသင်းမျိုးဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။နောက်တစ်ပွဲကတော့ကွာတာဘက်နဲ့ Frankfurt ပွဲဖြစ်ပါတယ်။ဒီပွဲမှာကွာတာဘက်ဝေးကွင်း Frankfurt က level 50ပေးထားပါတယ်။ကိုပေါင်းသေးကတော့3လုံး30ရှုံး3လုံးသေးပေါ့ဗျာ။ရရှိထားမှုကိုကြည့်မယ်ဆိုရင်တော့ကွာတာဘက်ကFrankfurt တက်တော့အခြေအနေကောင်းတယ်လို့ပြောရမယ်။ကွာတာဘက်ကအဆင့်25မှာ9မှတ်ရရှိထားတယ်။ Frankfurt ကတော့4မှတ်ပဲရရှိသေးတယ်အသင်း။နော်နိုင်ပွဲတစ်ပွဲပဲရရှိထားတယ်။4ပွဲရှုံးပြီးတစ်ပွဲတည်ကြထားတဲ့အသင်းဖြစ်ပါတယ်။ကွာတာဘက်ဒီကျွန်တော်အနေနဲ့အမြင်ကတော့ကွာတာဘက်ကတိုက်စစ်အားကောင်းတဲ့အသင်းဒါချန်ပီယံလိမှာဗျာအဇာဘိုင်ဂျန်ကလပ်ဆိုလို့ချင်းကွာတာဘက်လောက်ပဲကျွန်တော်တို့ level ကောင်းရင်းနှီးတာပေါ့နော်နှစ်တိုင်းလို့သူကဒီဥရောပဝင်ခွင့်တနေရာတော့ရယူလေးရှိတဲ့အသင်းတစ်သင်းဖြစ်ပါတယ်ကွာတာဘက်ကသူကကောင်းတာတစ်ချက်ကရှုံးရင်သာရှုံးမယ်ဂိုးကတော့တွင်းတဲ့အသင်းမျိုးဖြစ်တယ်ဗျနော်ခုကအင်္ဂွင်းလည်းဖြစ်နေတယ် Frankfurt ကိုကြည့်ပြန်တော့ Frankfurt ကလည်းပဲလီမာရောဒီဘွန်ဒက်လီဂါမှာလည်းခြေနေမကောင်းခုနောက်ပိုင်းပွဲတွေ၅ပွဲမှာတစ်ပွဲပဲနိုင်ထားတယ်ဂိုးတွေကလည်းအမြဲတမ်းခွင့်ပြုနေရတယ်အခုတိုက်စစ်အားကောင်းတဲ့ကွာတာဘက်လိုအသင်းမျိုးနဲ့တွေ့တဲ့အခါမှာတော့ဒါ Frankfurt အတွက်နောက်တစ်ဆင့်တက်ဖို့အတွက်ကတော့မျှော်လင့်ချက်မဲ့သွားပြီနောက်တစ်ပွဲကလည်းစပါးနဲ့ကန်ရမှာအိမ်ကွင်းဆိုပေမဲ့စပါးနဲ့ကန်ရမှာဆိုတော့မလွယ်လာဘူးအဲ့တော့ Frankfurt ကတော့ဒါချန်ပီယံလိကိုလက်လျှော့ရမယ်အနေထားလို့ကျွန်တော်အနေနဲ့မြင်မိပါတယ်အဲ့တော့ဒီပွဲမှာတော့ကျွန်တော်ကွာတာဘက်ကိုပဲရွေးချယ်မိပါတယ်ကွာတာဘက်လုံးဝမရှုံးနိုင်ပါဘူးအနည်းဆုံးတည်ရရှိမှာဖြစ်ပါတယ်ကွာတာဘက်ဂိုးသွင်းမယ်လို့ညှော်လင့်ထားတာပါဒါကြောင့်မို့လို့ဖြစ်ပါတယ်အဲ့တော့ဂိုးပေါင်းယူမယ်ဆိုလို့ရှိရင်လည်းဂိုးပေါင်းအပေါ်ပဲရွေးချယ်တဲ့ပွဲမျိုးဖြစ်ပါတယ်ဘာလို့လဲဆိုတော့တစ်ဖက်က Frankfurt အနေနဲ့လည်းပဲမထူးစက်ခင်ရမယ့်အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့ကွာတာဘက်အနေအထားကတော့ဒါချက်စီကိုတော့အင်္ဂွေမှာတူတည်ကြအောင်ကစားနိုင်ခဲ့တယ်ဗျာနော်အိုင်ရက်နဲ့ကန်နဲ့2-4နဲ့ရှုံးတယ်ဒါပေမဲ့သူကို2ဂိုးတော့သွင်းတယ်ဒါတမျိုးအနေထားတွေကြောင့်ဒါကွာတာဘက်အနေနဲ့ကတော့ဒီပွဲမှာလည်းဂိုးသွင်းအောင်ပဲလို့ကျွန်တော်အနေနဲ့ယုံကြည်ထားခြင်းဖြစ်ပါတယ်နောက်တစ်ပွဲကတော့ဂျူဗန်နက်နဲ့
ဘေဘီကာပွဲပါဒီပွဲမှာအရှင်ဂျူဗင်တက်ကတစ်လုံး60နိုင်ပြီးထားတယ်ကိုပေါင်းသီးကတော့နှလုံး90ရှုံးပြီးထားပါတယ်ဒီပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါကိုပေါင်းသီးကတော့အီတလီအသင်းတွေရဲ့ထုံးစံတိုင်းပဲကိုပေါင်းသီးကတော့ပျော့တာပေါ့နော်နှလုံး90ရှုံး3လုံးဖြစ်တာနဲ့ဒါကြီးပြရပြီပေါ့ဗျာဂျူဗင်တက်ကိုကြည့်မယ်ဆိုရင်ဂျူဗင်တက်ကတော့ဒါအရှင်လည်းဖြစ်တဲ့အတွက်ကြောင့်ဒီပွဲမှာတော့အားသာချက်အပြည့်နဲ့တော့ကမ်းမှာဖြစ်တယ်ဗျလက်ရှိရမှတ်ကိုကြည့်လိုက်ပြန်တော့6မှတ်ရထားတယ်ဒီပွဲသာနိုင်လိုက်မယ်ဆိုလို့ရှိရင်သူလည်းတော်တော်လေးချီနေကောင်းတော့မယ်နောက်ပွဲကအဝေးကွင်းမုံနာကိုနဲ့သွားကမ်းမှာဖြစ်တယ်ဒီပွဲဒီဒါချန်ပီယံလိအမပေးစရာရဲ့အိမ်ကွင်းနောက်ဆုံးပွဲလည်းဖြစ်တယ်ပေါ့နော်ဂျူဗင်တက်အတွက်တစ်ဖက်ကဘေမီကာကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်ဘေမီကာကိုတိတ်ပြီးတော့မကြိုက်တဲ့အချက်ကဒါသူကဒီပွဲမတိုင်ခင်ရှေ့မှာအဝေးကွင်း2ပွဲသက်ကန်ထားရတယ်ပေါ်တိုနဲ့ကန်ရတယ်နောက်ပြီးဒီတဲ့ရေးကြီးရဲ့ပွဲဘရာကာနဲ့ဒီပေါ်တူဂီဖလားကန်ထားရတယ်အဲ့လို2ပွဲသက်အသင်းကြီးဒါပေါ်တူဂီရဲ့ထိပ်သီးကလပ်တွေနဲ့2ပွဲသက်ကန်ပြီးတော့နောက်ထပ်လီပွဲတစ်ပွဲလည်းအဝေးကွင်းကန်ထားရတယ်ဆိုတော့ဒါဘေမီကာအနေနဲ့ကနည်းနည်းပွဲပန်းတဲ့ဒဏ်ကိုလည်းခံစားနိုင်တယ်အခုအီတလီကိုလာပြီးကန်ရမယ်ဆိုတော့အင်ရှင်ဂျူဗင်တက်အနေနဲ့ကတော့ဒါပရိသတ်တွေကိုလည်းပဲဒါချန်ပီယံလိအုပ်စုဒီအမှတ်ပေးပွဲနောက်ဆုံးအိမ်ကွင်းပွဲမှာအကောင်းဆုံးလုပ်ပြသွားမယ်လို့မျှော်လင့်ပါတယ်ဒီပွဲနိုင်လိုက်မှသာလဲဂျူဗင်တက်ကနောက်ပွဲကိုအတော်ဆန်ဆယ်ရမှာလည်းဖြစ်တယ်ပေါ့နော်ဘေမီကာလည်းအဝေးကွင်းရလက်ကတော့အဲ့လောက်ကြီးဒီမကောင်းဘူးဗျဒါကြောင့်ဂျူဗင်တက်ကဒါသဘာရှိရဲ့အသင်းပြီးဒီပွဲမှာတော့အနည်းဆုံးတစ်လုံးကတော့ကြောလိုက်မယ်လို့မျှော်လင့်ထားပါတယ်เนาะအနိုင်ရလက်ကကျွန်တော်တို့60တော့စားရမယ်လို့အနည်းဆုံးမျှော်လင့်ထားတာဖြစ်ပါတယ်နောက်တစ်ပွဲတော့ချက်စီနဲ့ပါဖို့လည်းပေါ့နော်ဒီပွဲမှာတော့အရှင်ချက်စီကနှလုံး90ရှုံးပေးထားတယ်ကိုပေါင်းစီက4လုံး50နိုင်တယ်ကြည်ရခက်ပြင်းလေးပေါက်ထားပါတယ်ချက်စီကတော့ဒီပွဲအားဆိုင်မှာဖြစ်တယ်ဘာလို့ဆိုတော့နောက်ပွဲကဒါနာပိုလီနဲ့အဝေးကွင်းသွားကန်မှာဖြစ်တယ်တစ်ဖက်ကပါဖို့ကြည့်မယ်ဆိုရင်ပါဖို့လည်းသူ့အနေနဲ့မစိုးဘူးဗျတပွဲနိုင်ပြီး3ပွဲသေးကြတာမစိုးဘူးလို့ပြောလို့ရတယ်ပါဖို့အနေနဲ့တော့เนาะ6မှတ်ရရှိထားတာပေါ့နော်2ပွဲပဲသူရှုံးထားတယ်ရှုံးတဲ့ပွဲကိုကြည့်လိုက်တော့ဒီပေါက်ကြီးအရာနှလုံးအရှုံးပေါက်ကြီးအရာဆိုရင်ဒါဘိုင်မြူနစ်တပွဲပဲသူကြီးရှုံးတယ်လို့ပြောလို့ရတာပေါ့နော်ချက်စီကတော့နီးပြပြောင်းလဲထားတာဗျချက်စီအသင်းမိုက်ရှင်နေပိုင်းနဲ့ပြင်သစ်လီဂွာစထရပ်ဘော့နီးပြကိုခန့်ထားတာပေါ့နော်အားလုံးလည်းတီးပြီးသားဖြစ်မှာပါဒီနီးပြဆိုလို့ရှိရင်ဒါကြည်လေးလေးကစားတတ်တဲ့နီးပြတူလည်းဖြစ်ပါတယ်တစ်ဖက်ကပါဖို့ကြတော့ဗျသူ့လီမာမှာစလို့သူကသူကလည်းပဲဂိုးအများကြီးမသွင်းဘူးဂိုးအများကြီးလည်းအပေးမခံဘူးဆိုတော့ထုံးတယ်လည်းရှိတယ်ဗျအဝေးကွင်းလည်းဖြစ်တော့ပိုးပြီးတော့ဒါပါဖို့ကဖိပိတ်ကစားဖို့ကျွန်တော်အနေနဲ့မျှော်လင့်နေဗျာဒီချက်စီရဲ့နှလုံး90ရှုံး3လုံးပြတ်မှနိုင်မယ်ဆိုတာကြီးကတော့ဒါနည်းနည်းစဉ်းစားစရာဗျာနီးပြကရောဒီလောက်ကြီးထိလုံမလားပေါ့နော်ချက်စီရဲ့ဒါနီးပြနဲ့လမိုင်းမကတ်သေးတာပေါ့နော်ချက်စီရဲ့ဖောင်ကမငြိမ်တာဒါတွေကိုကြည့်ပြီးကျွန်တော်ဒီပွဲမှာတော့အဝေးသင်းပါပို့ကိုပဲရွေးချယ်တယ်ဗျာပါဖို့ရှုံးကမှရှုံးပါဗျာကြေးတော့မရှုံးဘူးလို့ကျွန်တော်အနေနဲ့မျှော်လင့်တယ်အနည်းဆုံးချက်စီနိုင်2ဂိုးပြတ်ပဲဒီကြားထဲမှာပါဖို့ကတကိုးဒိန်းဆိုထသွင်းလိုက်ရင်ချက်စီအဲ့ဒါမှသွားပြီတော့ကြည့်အောင်မလွယ်တော့ဘူးပေါ့ဗျာဒါကြောင့်ကျွန်တော်ဒီပွဲမှာတော့ဒါအဝေးသင်းပါဖို့ကိုပဲရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့အတလန်တာနဲ့ဘီဘာအိုပွဲဒီပွဲမှာအင်ရှင်အတလန်တာတစ်လုံး50အနိုင်ပေးထားပါတယ်ကိုပေါင်းစီကနှလုံး90ရှုံးနဲ့ခုနဂျူဗန်တက်နဲ့ဘင်ဘီကာပွဲလိုပဲကိုပေါင်းသေးလည်းတူတူပဲဖြစ်ပါတယ်ဒါ CDA ပွဲဆိုတော့သူတို့ကခန်းစစ်အသားပေးတဲ့လိဆိုတော့ကိုပေါင်းသေးကလည်းပြော့နေတာပေါ့ဗျာအတလန်တာကိုကြည့်မယ်ဆိုရင်အတလန်တာကဆင့်8မှာ73မှတ်ရရှိထားတယ်ဟိုဘီဘာကတော့အောက်ဆုံးမှာ32မှာ5မှတ်ရရှိထားတယ်တပွဲနိုင်2ပွဲစီကြာထားတာအတလန်တာလိမှာတော့ဒါပြီးခဲ့တဲ့ပထမရာသီဝက်2025ထဲမှာတော့ရုန်းကန်ခဲ့ရတဲ့အသင်းပေါ့ဗျာဒီအများကြီးကြာထားတယ်အခုဒီမှာတော့2026ထဲမှာတော့မဆိုးဘူးလို့ပြောလို့ရတယ်ဗျလမ်းမှာမော်အနှိမ့်နဲ့အမြန်ပြန်ရောက်လာပြီလို့ဆိုလို့ရတယ်ဘီဘာကတော့သူနဲ့ဆန့်ကျင်ဘက်ပဲအဝေးကွင်းဆိုလေပိုးချလေးဘောနော်ဒီရင်တော့ဒါကြီးကြီးလေးလေးကလေးနဲ့ကစား
နေတတ်တဲ့အသင်းအခုတော့ဒါတော်တော်လေးရောရဲနိုင်လာတာကိုတွေ့ရပါတယ်ဒါကြောင့်ကျွန်တော်ဒီပွဲမှာတော့အတလန်တာအနေနဲ့အိမ်ကွင်းနောက်ဆုံးပွဲမှာနောက်တစ်ပွဲအဝေးကွင်း Union Saint Galaxy နဲ့တွားကစားတဲ့အခါမှာ ACC ပေါ့ပါကစားနိုင်အောင်ဒီပွဲကိုနိုင်ကစားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီပွဲမှာလည်းအတလန်တာအင်ရှင်ကိုပဲကြိုက်ပါတယ်ကိုပေါင်းမပြည့်မနေရွေးမယ်ဆိုရင်ကျွန်တော်ကိုပေါင်းပေါ်ကိုလည်းရွေးချင်ပါတယ်ဘာလို့ဆိုတော့ဒီဘီဘာဝကခန်းကြီးကလည်းအရင်ပေါက်လုံးနေဗျဒါကြောင့်မလို့ဖြစ်ပါတယ်နောက်ပွဲကတော့ဒါဆလာဗီယာနဲ့ဘာစီလိုနာပွဲဖြစ်ပါတယ်ဒီပွဲမှာတော့ဘာကနှလုံး90နိုင်ပြီးထားပါတယ်တစ်လုံးရှုံးပြောပါတော့ကိုပေါင်းစီက4လုံး90နိုင်နဲ့3လုံးရှုံးပြောပါတော့ဗျာဘာကအနေနဲ့ကတော့ရုန်းကန်ရမယ်ဒီပွဲမှာလုံးဝမနိုင်လို့မဖြစ်ဘူးရရှိထားတဲ့အမှတ်ကလည်း10မှတ်ပဲရှိသေးတယ်နောက်တစ်ပွဲကိုပင်ကင်နဲ့အိမ်ဝင်ပွဲကစားမှာဖြစ်တယ်ဒီပွဲလေးနိုင်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါနောက်ပွဲကကိုပင်ကင်နဲ့အိမ်ဝင်မှာနိုင်မယ်ဆိုရင်တော့16မှတ်ဆိုရင်ချန်ပီယံလိပလီအော်ကန်စီယာလို့မယ်မထင်ဘူးသူတို့လည်းကန်ကျင်မယ်လို့မထင်မိပါဘူးဆလာဗီယာကြည့်ပြန်တော့ဆလာဗီယာအဆင့်34မှာ3မှတ်ပဲရနိုင်ပွဲလုံးဝမရသေးဘူး3ပွဲတည်ကြပြီး3ပွဲရှုံးထားတာဖြစ်တယ်ဘောနော်ဒီအသင်းနှစ်ခုရဲ့ကြားလည်းပဲကွာမှုကအရန်ကြီးမားလုံးပါတယ်ဒါကြောင့်ဒီပွဲမှာတော့ကျွန်တော်ဘာစီလိုနာကိုပြက်ပဲအနိုင်ရရှိမယ်လို့ခန့်မှန်းထားပါတယ်နောက်တစ်ပွဲကတော့မာဆေးနဲ့လီဗာပူးပွဲဗျဒီပွဲမှာတော့အဝေးသင်းလီဗာပူးကတေရှုံးပေးထားတယ်ကိုပေါင်းသေးက3လုံး10နိုင်နဲ့3လုံးသေးပြောပါတော့မာဆေးကတော့အိမ်ဝင်လည်းကောင်းတယ်တိုက်စစ်လည်းရှိတဲ့အသင်းသူညံ့တာအဝေးကွင်းဗျအဲ့တော့အခုလီဗာပူးကလည်းခြေစွမ်းလည်းမတည်ငြိမ်နော်ကိုကလည်းအမြဲတမ်းပေးနေရတဲ့အသင်းမျိုးဖြစ်နေတော့ဒီပွဲမှာဒါနှစ်သင်းလုံးနောက်တစ်ဆင့်ကိုတက်ဖို့ပလေးအော်ကန်ရဖို့ဒီလိုမျိုးမျောလင်းချက်ကိုစီနဲ့ရှင်းပြကြမယ်ပွဲပေါ့ဗျာမာဆေးဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းမာဆေးကကုအိမ်ဝင်ပွဲဆိုတော့နောက်တစ်ဘက်ကအဝေးကွင်းပွဲကလပ်ဘလူးနဲ့သွားပြီးကန်ရမှာအဲ့တော့ဒီပွဲလာနိုင်လိုက်မယ်ဆိုသူလည်း12မှတ်ဆိုရင်ပလေးအော်တဲ့တော့ ACC ရောက်သွားပြီပေါ့နော်လီဗာပူးကြတော့12မှတ်ရရှိတာတယ်သူလည်းပဲအမှတ်ကလိုအပ်နေတာပဲဒါပေမဲ့လီဗာပူးကဒီနေ့ကထင်းတလောက်ကြီးမျှော်မှန်းလို့ရတဲ့အသင်းမျိုးမဟုတ်ဘူးဗျကြီးတွေလည်းမအောင်ဘူးများလားလီဗာပူးပြဿနာခံစစ်ပြဿနာပေါ့နော်တစ်ဖက်ကကူကမာဆေးယာတိုက်စစ်ကောင်းတဲ့အသင်းမျိုးနဲ့တွေ့နေတော့လီဗာပူးဒီပွဲတော်တော်လေးရုန်းကန်အောင်ရှိတယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်မာဆေးယာလည်းပဲအိမ်ကွင်းဆိုရင်အရန်စွာတဲ့အသင်းနေလားငါလားအသင်းကြီးတွေကိုကန်နိုင်တဲ့အသင်းဆိုတော့ဒီပွဲမှာကျွန်တော်အနေနဲ့အင်ရှင်မာဆေးရှုံးကမှရှုံးပါဗျာပြေးကြရင်ပြေးရမယ်အတွက်ကြောင့်ကျွန်တော်အင်ရှင်မာဆေးကိုပဲရွေးချယ်ပါတယ်ကိုပေါင်းရွေးမယ်ဆိုရင်တော့ဒီပွဲကကိုပေါင်းပေါ်မဲ့အနေအထားမျိုးမှာရှိပါတယ်ဒါကြောင့်မာဆေးနဲ့လီဗာပူးပွဲအင်ရှင်မာဆေးနဲ့ကိုပေါင်းပေါ်ရွေးချယ်မိပါတယ်နောက်တစ်ပွဲကတော့ဘိုင်ယန်မြူးနစ်နဲ့ Union Saint Galaxy တင်းတို့ဖြစ်ပါတယ်ဒီပွဲမှာအင်ရှင်ဘိုင်ယန်မြူးနစ်ကနှလုံး90ရှုံးနှလုံးရှုံးပေါ့နော်3ဂိုးပြတ်နိုင်မှကြည့်အောင်မယ်ပေါ့ကိုပေါင်းသေးက4လုံး40နိုင်နဲ့ဘိုင်မြူးနစ်ကတော့ပြောစရာကိုမလိုပါဘူးတကယ်ကိုခြေစွမ်းကောင်းတဲ့အသင်းဖြစ်နေတယ်ဒုသဖြင့်အိမ်ကွင်းပို့ပြီးတော့ကောင်းတယ်ချန်ပီယံလိမှာရောဘွန်ဒက်လီဂါမှာရောတကယ်ကောင်းတဲ့အသင်းဖြစ်ပါတယ်ယူနီယံစိန့်ကလပ်စီကတော့ခုနောက်ပိုင်းလေးတော့မစိုးဘူးလို့ပြောလို့ရတယ်ဒါသူ့လိမှာတို့မဲ့ဒီဘိုင်မြူးနစ်ကိုရှင်ကစားဖို့ကတော့မလွယ်လာပါဘူးအဲ့တော့ဒီပွဲမှာတော့ဘိုင်မြူးနစ်ဂိုးပြတ်မပြတ်ဒါပဲစောင့်ကြည့်ရမယ်အနေအထားမျိုးဖြစ်ပါတယ်ကျွန်တော်အနေနဲ့ရွေးချယ်ပါဆိုရင်တော့ကိုပေါင်းအပေါ်ပဲပို့ပြီးတော့ကြိုက်မိပါပါယူနီယံစိန့်ကလပ်စီကလည်းပဲမနိုင်တဲ့အတူတူဒါဂိုးသွင်းနိုင်ပဲသူ့အနေနဲ့ကလည်းပဲဒါအမှတ်တူတဲ့အခါသွင်းဂိုးလေးများထားတော့နောက်တစ်ဆင့် play off လေးပါလေးဝင်ဝင်ရတဲ့အခါခြေနေကောင်းသွားနိုင်တာပေါ့နော်ငကိုတော့ကန်ခဲ့ရကြည့်မယ်ဆိုလို့ရှိရင်လည်းဒါအသင်းကြီးနဲ့တွေ့ဆိုလို့ရှိရင်သူက2ဂိုးပြတ်ပြီးရှုံးတာတွေ2ဂိုးနဲ့2ဂိုးအထက်တွေပေးပြီးရှုံးရတာဥပမာအင်တာကိုအိမ်ကွင်းမှာ4ဂိုးပြတ်ရှုံးတယ်နျူကာဆယ်ကို4ဂိုးပြတ်ရှုံးတယ်ဒီလိုအနေထားမျိုးလေးရှိတယ်အက်တလက်တီကိုမက်ဒရစ်ကိုအဝေးကွင်းမှာ3-1နဲ့ရှုံးတယ်
ဒီလိုနေထားတွေရှိနေတဲ့အတွက်ကြောင့်ဒါဘိုင်ယန်မြူးနစ်အိမ်ကွင်းကြီးမှာတော့မလွယ်လာဘူးဗျသူကလည်းဘိုင်ယန်မြူးနစ်ကလည်းအိမ်ကွင်းဖြစ်နေတော့ဒီပွဲကိုတေးရှာရှာလေးကစားလာမယ်လို့မျှော်လင့်မိပါတယ်အဲ့တော့ပရိသတ်တွေကိုစိတ်မပြတ်စေရဘူးလို့ထင်မိတဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲကိုပေါင်းပေါ်ပို့ပြီးကြိုက်တယ်ဘော်ဒီမှာတော့အင်ရှင်ဘိုင်မြူးနစ်ကိုပဲရွေးချယ်မိပါတယ်ကဲနောက်ဆုံးပွဲကတော့ဒါနယူကာဆယ်နဲ့ PFV ပွဲပေါ့ဒီပွဲမှာအင်ရှင်နယူကာဆယ်ကတစ်လုံးရှုံးပေးထားတယ်ကိုပေါင်းသေးက4လုံး90နိုင်3လုံးရှုံးပေါ့ဗျာနှစ်သင်းစလုံးကတော့ဒါဒီပွဲမှာရေကုန်ရေကန်းကစားရမယ်အနေထားရှိတယ်နှစ်သင်းစလုံးကနောက်ဆုံးပွဲတွေကတကယ်ထိပ်သီးသင်းနေနဲ့ကန်ကြမှာဖြစ်တယ်နယူကာဆယ်ဆိုရင် PSG နဲ့ဝေးကွင်းသွားကစားရမယ် PFV ဆိုလို့ရှိရင်ဘိုင်ယန်မြူးနစ်ကိုအိမ်ကွင်းမှာကစားရမယ်အိမ်ကွင်းဖြစ်စေအောင်တော့ဘိုင်ယန်မြူးနစ်ကိုနိုင်မှုဆိုတာလည်းမလွယ်ဘူးဒီပွဲဟာ10မှတ်ရရှိထားတဲ့ PFV အတွက်ကော10မှတ်ရရှိထားတဲ့နယူကာဆယ်အတွက်ကောဒါချန်ပီယံလိနောက်တစ်ဆင့်တက်ဖို့အနည်းဆုံးပလေးအော်ကိုရဖို့ဒီပွဲဟာနှစ်သင်းလုံးအတွက်အကောင်းဆုံးအခွင့်အရေးဖြစ်တယ်ဒုတိယနယူကာဆယ်အတွက်ပေါ့နော် PFV ကတော့နယူကာဆယ်ကိုရှိန်နေမယ်လို့လည်းပဲတော့မထင်မိဘူးဗျနေလားငါလာကစားမဲ့ပွဲလို့ညှော်လင့်တယ်တစ်ဖက်ကနယူကာဆယ်ကလည်းပဲဒီပွဲမနိုင်နိုင်အောင်ကံမယ်လို့ညှော်လင့်မိတယ်ဒီပွဲမှာကျွန်တော်အနေနဲ့ကတော့ဒါ body တက်ဆိုင်ကိုပေါင်းကိုကြိုက်တယ်ကိုပေါင်းအပေါ်ပဲကြိုက်တယ် PFV ကိုရရှိလိမ့်မယ်လို့ညှော်လင့်ထားတာပါအဲ့လိုပဲအရှင်နယူကာဆယ်ကလည်းပဲကိုရရှိကိုကြိုးစားလာလိမ့်မယ်ဒါကြောင့်နှစ်သင်းလုံးအပြန်အလှန်သွင်းကြမယ်ပွဲလို့ညှော်လင့်မိပါတယ်body ရွေးမယ်ဆိုရင်တော့နယူကာဆယ်နှလုံးပြက်ခါမှပြက်ရောကျွန်တော်ကတော့ PFV ကိုကြိုက်တယ်တိုက်စစ်အားလည်းကောင်းတယ်ဒါကြောင့်မလို့ပါကျွန်တော်ညီကိုကြီးလည်းပဲအဆင်ပြေကြပါစေညမောင်းလေးလည်းပတ်ထိုးကြည့်ပါကိုကြိုက်နေတဲ့အတွေ့အဆိုင်လေးတွေရွေးပြီးတော့ပေါ့နော်မောင်းလေးလည်းပေါက်ကြပါစေဘော်ဒီလေးလည်းအောင်ကြပါစေဗျာ